အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်ဖြစ်မှန်ဇလံလေးကတော့လူသူကင်းဝေးတဲ့နေရာမှာအိမ်ငားနေရတာထက်လူစီကားရဲ့တိုက်ခန်းတွဲကြီးတွေထဲမှာတယောက်တည်း6လက်ခံရတာပိုပြီးစိတ်သက်သာဖို့ကောင်းပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးရမှာကတော့ရန်ကုန်မြို့ကတန်ဖိုးနဲ့အိမ်ယာတစ်ခုမှာအခန်းငားနေမိတဲ့လူငယ်တယောက်ရဲ့တုံ့လှုပ်ထောက်ချစရာဖြစ်မှန်ပါပဲအခုကျွန်တော်ကိုပြောပြပေးတဲ့ brother ကတော့ကိုအောင်မှာနေရနေရန်ကုန်ကိုအလုပ်လာလုပ်တာပါပတ်စံချွေတာကျင်တာနဲ့ဈေးရမ်းပေါ်တဲ့တိုက်ခန်းတစ်ခုကိုငှားလိုက်မိတယ်အဲ့ဒီအခန်းကတိုက်ရဲ့အစွန်ဆုံးမှာရှိပြီးအခန်းနံပါတ်404ပါအိမ်ရှင်ကတော့ပြောတယ်ဒီခန်းကလူမနေတာကြားလို့ဖုန်နေနဲ့တက်နေမယ်ကျန်တာအကုန်စင်ပြေတယ်တဲ့ပထမဦးဆုံးညမှာတင်ကိုအောင်တစ်ခုခုကိုသတိထားမိတယ်အခန်းထဲမှာဘယ်သူမှမရှိပဲခေါင်းလျှော်ရင်းနဲ့တင်းတင်းလေးရနေတာပါညဘက်အိပ်ပျော်နေတော့မှပဲလေဘေးခန်းကနေတောက်ဆိုပြီးနိုင်ရန်ကိုခောက်တန်တွေကြားရတယ်။ကိုအောင်ကတော့ဘေးခန်းကလူတွေတခုခုလုံနေတယ်ပဲထင်ခဲ့တာပေါ့။ဒါပေမဲ့နောက်တစ်နေ့မှသိလိုက်ရတာကသူ့ဘေးခန်းရောသူ့အပေါ်တက်အခန်းမှာပါဘယ်သူမှနေထိုင်ခြင်းမရှိပါဘူး။အဲ့ဒီညမှာပဲကိုအောင်ဂရင်ပေါ်မှာအိတ်နေတော့ခြေထောက်ကိုအေးစိမ့်နေတဲ့လက်တစ်ဖက်ကလာဆွဲတာကိုခံလိုက်ရပါတယ်။လက်နိုးလာပြီးမီးဖွင့်ကြည့်လိုက်တော့ဂရင်ချေရင်းမှာစပင်ဖားလျားနဲ့အမျိုးသမီးတယောက်ကုန်းကုန်းလေးထိုင်နေတာကိုမြင်လိုက်ရတယ်။သူကကိုအောင်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာပြီးဒီအခန်းကငါအခန်းမင်းထွက်သွားတူတူလေးပြောပါတယ်။ကိုအောင်လည်းကြောက်ကြောက်လန့်လန့်နဲ့အဝတ်စားတော်မယူနိုင်မဲ့အပြင်ကိုပြေးထွက်လာခဲ့ရတယ်။နောက်မှပတ်ဝန်းကျင်ကိုစုံစမ်းကြည့်တော့မှလွန်ခဲ့တဲ့တစ်နှစ်ကအဲ့ဒီအခန်းမှာအမျိုးသမီးတယောက်အစိတ်တောက်ပြီးကိုအဆုံးစီရင်သွားတယ်လို့သိလိုက်ရပါတယ်။မိတ်ဆွေတို့ရောအိမ်ငားနေတဲ့အခါဒီလိုမျိုးထူးဆန်းတာတွေကြုံဘူးလား။အခန်းငားကဈေးပေါ်လုံးရင်သတိထားကြဖို့အကြံပေးချင်ပါတယ်ဗျာအခုလိုပရလောကဖြစ်မှန်တွေကိုအမြဲတမ်းဆင်ဖို့ channel လေးကို subscribe လုပ်ထားပေးဖို့မေ့ကြနဲ့ဦးနော်အားလုံးပဲဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်